ကျွန်တော်ရဲ့ဂျပန် TikTok YouTube Facebook Telegram ကိုကြည့်ရှုအားပေးနေသောမိတ်ဆွေအားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေဗျာမြန်မာပြည်သူပြည်သားအားလုံးနဲ့ကမ္ဘာလူကမ္ဘာသားအားလုံးလည်းကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဗန္ဓမအနေနဲ့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်ကျွန်တော်ဒီနေ့နေ့နဲ့9နေ့နဲ့အတွက်ကျွန်တော်ကံမြင့်ဆုံးအချိန်တွေကိုပြောလာတာဒီနေ့ဟာဇာတာပရိသတ်သမီးများအလှည့်ကိုရောက်ရှိလာပြီဖြစ်ပါတယ်ဇာတာပရိသတ်သားသမီးများရဲ့ကံမြင့်ဆုံးအချိန်တွေကိုကျွန်တော်စတင်ပြောမှာမို့ဒီဇာတာပရိသတ်သားသမီးတွေဟာကျွန်တော်အခုပြောတဲ့အချိန်ခါများကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေဆိုင်စဖွင့်တာမျိုးကုမ္ပဏီစဖွင့်တာမျိုးကိုယ့်အတွက်မင်္ဂလာအချိန်ခါဖြစ်ပါတယ်လို့ဗန္ဓမအနေနဲ့ယူတင်ပြီးတော့ပြောထားပါမယ်ဇာတာပရိသတ်သားသမီးတွေဟာတနင်္လာနေ့ဆိုရင်9နာရီခွဲမှ9နာရီတွင်မင်္ဂလာအချိန်ခါကိုကြားရောက်တာဖြစ်ပါတယ်ကိုယ့်ရဲ့ကံမြင့်ဆုံးချိန်ဖြစ်ပါတယ်ဗျဇာတာပရိသတ်သားသမီးတွေဟာအင်္ဂါနေ့ဆိုရင်9နာရီခွဲမှ9နာရီတွင်10နာရီခွဲမှ12နာရီတွင်ဒါမင်္ဂလာအချိန်ခါကြားရောက်တာဖြစ်ပါတယ်ကိုယ့်ရဲ့ကံအမြင့်ဆုံးချိန်ဖြစ်ပါတယ်ဇာတာပရိသတ်သားသမီးတွေဟာဗုဒ္ဓဟူးနေ့ဆိုရင်6နာရီမှ9နာရီခွဲတွင်9နာရီမှ10နာရီခွဲတွင်ဟာကိုယ့်ရဲ့ကံအမြင့်ဆုံးချိန်ဖြစ်ပါတယ်ဒီလိုအချိန်ခါမျိုးတွေမှာမိမိရဲ့လုပ်ငန်းဆောင်တာတွေကိုစတင်ကျင့်ပမယ်ဆိုရင်မိမိအတွက်ကောင်းခြင်းမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံမှာဖြစ်ပါတယ်ဇာတာပရိသတ်သမီးဟာဇာတာပရိနေ့ဆိုရင်9နာရီမှ10နာရီခွဲတွင်ဒါကိုယ့်ရဲ့ကံအမြင့်ဆုံးချိန်ဖြစ်ပါတယ်ကံအမြင့်ဆုံးချိန်မှာကိုယ့်ရဲ့ဆိုင်ငန်းတွေစတင်ပြီးတော့ဖွင့်မယ်ဆိုရင်စတင်ဖွင့်လို့ရတဲ့အချိန်ခါဖြစ်ပါတယ်အထက်ဆောင်မန်းတွေကိုကျွန်တော်ပြောထားပါတယ်အထက်ဆောင်မန်းတွေတင်ပြီးဒါဆိုင်ငန်းစတင်ဖွင့်တာမျိုးမင်္ဂလာပွဲကျင်းပတာမျိုးလူပွဲတွေကျင်းပတာမျိုးကုမ္ပဏီလုပ်ငန်းကြီးကုမ္ပဏီဆိုင်ကြီးစတင်ဖွင့်တာမျိုးတွေလုပ်မယ်ဆိုရင်လည်းအောင်မြင်တဲ့အခါဖြစ်ပါတယ်ကိုယ့်ရဲ့ကောင်းခြင်းမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံတဲ့အခါကိုရောက်ရှိနေတာဖြစ်သောကြောင့်ဒီလိုချိန်ခါမျိုးမှာမိမိကစတင်မယ်ဆိုရင်အောင်မြင်မှုကိုရရှိမှာဖြစ်ပါတယ်ဗျာဇာတာပရိသတ်သမီးဟာတဲ့တောက်ကြနေမှာဆိုရင်9နာရီခွဲမှ9နာရီ10နာရီခွဲမှ12နာရီတွင်ဟာကိုယ့်ရဲ့ကံမြင့်နေတဲ့ချိန်ဖြစ်ပါတယ်ကံမြင့်တဲ့အချိန်လေးမှာကိုယ့်ရဲ့ပြုလုပ်ဆောင်ရွက်တဲ့နေဟာလေးတွေကိုပြုလုပ်ဆောင်ရွက်မယ်အဋိဋ္ဌာန်တွေဝင်မယ်လာလာပါပွင့်တဲ့ဂါထာမန္တန်တွေကိုရွတ်ဖတ်မယ်ကျွန်တော်ကတော့အထူးသဖြင့်ဒီဝါတပ္ပိဂါထာနဲ့ဂုဏ်တော်10ပါးစိတ်နာမဏိဂါထာအဲ့ဒီလိုဂါထာမျိုးတွေကိုကျွန်တော်ကတော့ရွတ်ပါတယ်ကျွန်တော်မိတ်ဆွေတွေလည်းအဲ့လိုမျိုးရွတ်မယ်ဆိုရင်ရွတ်လို့ရပါတယ်အဲ့ဒီချိန်တွေဟာဒါလက်ပွင့်တဲ့အခါပေါ့နော်ကိုယ့်ရဲ့ကံမြင့်ဆုံးချိန်မှာကိုကဘုရားရဲ့ဂုဏ်တော်တွေကျင့်ကြအားထုတ်မှုတွေများများလေးလုပ်မယ်ဆိုရင်ကိုယ့်ရဲ့အတိတ်ကံလေးတွေဖုံးကွယ်နေတဲ့ကိုယ့်ရဲ့ကံပွင့်သွားမှာဖြစ်ပါတယ်ဇာတာပရိသတ်သမီးဟာစနေနေ့ဆိုရင်6နာရီမှ9နာရီခွဲတွင်10နာရီခွဲမှ12နာရီတွင်ဒီလိုချိန်ခါမျိုးဟာကိုယ့်ရဲ့ကံဇာတာတွေမြင့်လာတဲ့အချိန်ဖြစ်သောကြောင့်ခုနပြောသလိုအဋိဋ္ဌာန်တွေဝင်ခြင်းဂုဏ်တော်9ပါးဒါမှမဟုတ်ဂုဏ်တော်10ပါးဒါမှမဟုတ်ဒီဝါတပ္ပိဂါထာဒါမှမဟုတ်စိဏမဏိဂါထာဒါမှမဟုတ်ရှင်သဝလိဂါထာဒါမှမဟုတ်
ဒုက္ခန္တနာလာဘအေဟိဆိုပြီးတော့လေဒါလက်ပွင့်တဲ့ဂါထာတွေပါပဲအဲ့လိုဂါထာမျိုးတွေကိုရုပ်ဖတ်တဲ့ဆယ်မယ်ဆိုရင်မိမိတို့ရဲ့ကံစားတာတွေဟာပိတ်ဆို့နေတဲ့စီဝါလာလာပါတွေဟာပွင့်လန်းလာမှာဖြစ်ပါတယ်ဇာတာပရိသားသမီးဟာတနင်္ဂနွေနေ့ဆိုရင်6နာရီမှ9နာရီခွဲ9နာရီမှ10နာရီခွဲတွင်ဟာမိမိရဲ့ကံစားတာမြင်သောအချိန်များဖြစ်ပါတယ်ဒီလိုချိန်မျိုးမှာမိမိကဒီဝတပတိအာရေသောရတိမာပါတိဇန်နိမတနာတောခတ္တိယောတပတိဇာယိတပိဗျမနောအထတပ္ပမောရတိဘုဒ္ဓတောတိဒီဇတာကျွန်တော်ကတော့ဒီလိုမျိုးလေးပတိကျွန်တော်က7ဘတ်စိတ်ပါတယ်ကျွန်တော်ကအဲ့ဒီဟာမလုပ်ဘူးဆိုရင်ဂုဏ်တော်7ပါးကိုကျွန်တော်စိတ်ပါတယ်အရဟံတစ်လုံးသမတမုဒ္ဒောတစ်လုံးအဲ့လိုမျိုးလေးတစ်လုံးချင်းချသွားတာမျိုးကိုကျွန်တော်စိတ်ပါတယ်ဂုဏ်တော်9ပါးဆိုလဲဣတိပိသောဘဂဝါအရဟံသမတမုဒ္ဒောဝိဇ္ဇာစရဏတမနောဒုက္ကတောလောကဝိတုဆိုတော့ကျွန်တော်စိတ်ပါတယ်တပုတ်လုံးဆိုရင်တစ်လုံးချပေါ့အဲ့လိုမျိုးလေးဒီကျွန်တော်စိတ်ပါတယ်စိတ်နာမဏိဂါရဆိုရင်လေအဲ့လိုမျိုးစိတ်တာပါပဲတပုတ်လုံးဆိုရင်တစ်လုံးချစိတ်နာမဏိယရဏနိဗုဒ္ဓံဗုဒ္ဓယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိတ်နာမဏိယရဏနိဓမ္မံဓမ္မယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုစိတ်နာမဏိယရဏနိတန်ဃာယရဏနံကရံကရတိတရဏံခိပ္ပမေဝသမိတ်စတုဆိုပြီးတော့တစ်လုံးချပါတယ်ကျွန်တော်ကတော့အဲ့လိုလေးစိတ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ကိုရတဲ့ဂုဏ်တော်ကိုရတဲ့ဂါထာလေးပေါ့နော်တခုခုကိုအဲ့လိုမျိုးလေးစိတ်ပြီးတော့မိမိတို့ရဲ့ပိတ်ဆို့နေတဲ့လာလာပါတွေမိမိတို့ရဲ့ပိတ်ဆို့နေတဲ့ကံတွေကိုဒီလိုချိန်ခါမျိုးလေးတွေမှာစတင်ပြီးတော့ဖွင့်မယ်ဆိုရင်ဒါနေ့စဉ်လိုက်ကျွန်တော်မြင့်ဆုံးချိန်လေးကိုရွေးပေးထားတာဖြစ်တော့ကြောင့်ဒီလိုချိန်ခါမျိုးလေးတွေမှာမိမိတို့ကအဲ့လိုမျိုးလာလာပါပွင့်တဲ့ဂုဏ်တော်တွေဂါထာတွေကိုရွတ်ပါတဲ့ဆယ်ပြီးတော့မိမိတို့ရဲ့ကံကိုကောင်းအောင်ဖွင့်ပေးဖို့လိုပါတယ်အဲ့တော့ဒီလိုချိန်ခါမျိုးတွေမှာကိုယ့်ရဲ့အတိတ်ကံတွေကိုပြန်လည်ပွင့်လန်းလာအောင်ကိုယ့်ရဲ့စီဝါလာလာပါဒီလာတိုးတက်လာအောင်ဒီလိုချိန်ခါမျိုးလေးမှာရွတ်ဖတ်တဲ့ဆယ်ပြီးကံကောင်းခြင်းမင်္ဂလာပေါင်းနဲ့ပြည့်စုံအောင်ကျင့်ကြံအားထုတ်မယ်ဆိုရင်မိမိတို့ရဲ့ပိတ်ဆို့နေတဲ့ကံတွေပြန်လည်ပွင့်လန်းလာမှာဖြစ်ပါတယ်ဘာမှမလုပ်ရင်တော့ဘာမှမဖြစ်ပါဘူးကိုလုံးမှာကိုရတာပါကံကြီးအကြောင်းတရားတွေအတိတ်ကံမပါဘဲနဲ့လေလက်ရှိပြစ္ဆုတ်ပံတဲ့မှာလှုပ်တလောက်ဘာမှမဖြစ်ပါဘူးကိုလုံးမှာကိုရတယ်ဆိုတဲ့အတိုင်းကိုယ်တိုင်လုပ်ရမှာပါကိုယ်တိုင်ကျင့်ကြံအားထုတ်ရမှာပါသူများကိုအားကိုလို့မရပါဘူးအဲ့တော့ကျွန်တော်တို့အခုဂျပန်အကောင့်မှာဆိုရင်လည်းအများအပြားကျမတို့ follow လေးလုပ်ပေးပါ comment လေးရေးပေးပါဒါလေးလုပ်ပေးပါညာလေးလုပ်ပေးပါနဲ့ရှောက်တောင်းနေတာပါကိုယ်တိုင်ကသူများကိုအဲ့လိုလေးလုပ်ပြီးမှလည်းကိုယ်ကိုလာလုပ်မှာပါလာပြီးတော့ကိုယ်ကို follow လုပ်ပေးတာတို့အသေးလေးတွေပေးတာမျိုးတို့သူများကိုမပေးဘဲနဲ့ကိုယ်ကိုလည်းဘယ်သူမှမပေးပါဘူးကျွန်တော်ကတော့တွေ့သမျှအကုန်လုံး follow လုပ်ပေးလိုက်တာပါပဲအဲ့ဒါ comment တော့ကျွန်တော်မရေးပါဘူးမရေးမိပါဘူးအသေးလည်းဘယ်သူအနေနဲ့လူတိုင်းအသေးပေးတာပဲဘာပန်းလို့လဲဗျာလက်ညိုးလေးတစ်ချောင်းနဲ့တောက်ဆိုတောက်လိုက်တာပဲဘာမှခက်ခဲမရှိပါဘူးအဲ့တော့မိတ်ဆွေအားလုံးကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတဲ့မိတ်ဆွေအားလုံးကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မြန်မာပြည်သူပြည်သားအားလုံးနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးလည်းကျမ်းမာခြင်းချမ်းသာခြင်းနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါတယ်အသက်ရှူတိုင်းငွေတွေဝင်ပြီးငွေကိုရေလိုသုံးနိုင်တော်သူများလည်းဖြစ်ကြပါစေဗျာကျွန်တော်ရဲ့ဒီနေ့ကြာတော်လေးသားသမီးအတွက်ကံမြင့်ဆုံးချိန်ရတော့ဒီမှာနေထိတန်ပါပြီဗျာအားလုံးကျမ်းမာပါစေချမ်းသာပါစေဗျာ